အရင်ဆုံး Hana Money ဆိုတဲ့ application လေးကို download ဆွဲထားရမယ်။ application နဲ့ဝင်လိုက်တာနဲ့အပေါ်ဆုံးမှာဒီ Hana Money ဆိုပြီးတော့ရှိတယ်။ဒီထဲမှာကိုယ့်ရဲ့ point ကလေးကိုဝင်ပြီးတော့စစ်ကြည့်လို့ရတယ်ပေါ့နော်။ဒီထဲမှာကိုသုံးလိုက်တဲ့ပတ်စံနဲ့ကိုဝင်လာတဲ့ဒီ point လေးတွေပတ်စံလေးတွေကိုစစ်ကြည့်လို့ရတယ်။ Ibonda Nega Button Headဆိုတာအဲ့ဒါကြတော့ဒီလမှာရထားတဲ့ပတ်စံပေါ့နော်။ဒီလ3လပိုင်းမှာဆိုလို့ရှိရင်23,804 ဝန်ရထားတယ်။2လပိုင်းမှာဆိုလို့ရှိရင်1,258 ဝန်ရတယ်ပေါ့နော်။တစ်လပိုင်းမှာဆိုလို့ရှိရင်9,588 ဝန်ဆိုပြီးတော့ဒီလိုမျိုးလာအလိုက်လေးတွေတော့ကြည့်လို့ရတယ်။ကိုကတော့ Hana Money ကနေပြီးတိုက်ပြီးတော့မသုံးတတ်တဲ့အတွက်ကြောင့်မလို့ဒီ SSC Pay ဆိုတဲ့ application နဲ့ကိုပြောင်းပြီးတော့မှသုံးမယ်ပေါ့နော်။သူကကြတော့ဒီ Samsung Cash ရှိတဲ့လူတွေဆိုလို့ရှိရင်ဒီ application သုံးပြီးတော့ point လေးတွေစုလို့ရတယ်။ email မှာဆိုလို့ရှိရင်လည်းသူက3သိန်းနဲ့အထက်သုံးမယ်ဆိုလို့ရှိရင်နောက်လမှာသူက2000ချော်စီရတယ်ပေါ့နော်။ပြီးရင် point 2ဆိုတာလေးရှိရပေါ့နော်ဒီဟာလေးကိုနှိပ်လိုက်မယ်ဒီမှာဆိုလို့ရှိရင်ကို့မှာရှိနေတဲ့ point နဲ့ပေါ့နော်ဒီမှာရှင်းစဲကဲ point 2ကကျတော့230ရှိတယ်ဒီမှာ Hana Money ရှိမယ်တခြားဒီ okay ဆိုတာရှိမယ် pay code ရှိမယ်ပေါ့နော်ဒါသူကို့စီမှာရှိသုံးလို့ရတဲ့ဥစ္စာလေးတွေပေါ့နော်ဂျုံဟန်ဟာကီနှိပ်လိုက်ရပြီပေါ့နော်ဒါဆိုလို့ရှိရင်ရှင်းစဲကဲ230ကိုတခါလေးပြောင်းကြည့်လိုက်မှာပေါ့နော်ဒါဆိုလို့ရှိရင်ဒီရှင်းစဲကဲထဲမှာရနေတဲ့ဒီ230ဝမ်ကတခါတည်းဒီ SSG Money တွေကိုဝင်သွားပြီပေါ့နော်ဒါကငကိုရှိတာက21,480ကို230ဝမ်ထပ်ပြီးတော့ပေါင်းလိုက်တယ်ပေါ့နော်ဒါဆိုရင်ဒါ email 2မှာဝယ်ခဲ့တဲ့ပတ်စံပေါ့နော်3,21,920ဝမ်သုံးခဲ့တယ်ဒါကတော့ Starbucks မှာဝယ်တောက်ခဲ့တာပေါ့နော်ဒီ SSG Money နဲ့ပဲရှင်းခဲ့တာပါဒါကတော့အခုလေးတင်ရှင်းစဲခဲ့ရနေပြီးတော့ပြောင်းလိုက်တဲ့230 point ပေါ့နော်